မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ခိုင်ဘဝန်းဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ကနေကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ဆိုင်နဲ့တိုးတွေမှာဖြစ်တတ်တဲ့အရေးပြယောဂါတွေအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်တိုးနဲ့ဆိုင်မွေးမြူသူများအနေနဲ့ကိုယ့်ရဲ့တိရစ္ဆာန်တွေမှာပုံမှန်မဟုတ်တဲ့လက္ခဏာတွေဥပမာအရေးပြယောဂါများဖြစ်ပေါ်လာတာကိုတွေ့ဖူးကြလိမ့်မယ်လို့ထင်ပါတယ်ဒီအရေးပြယောဂါများထဲမှာဝေယောဂါညံယာနာစတဲ့ယောဂါတွေဖြစ်နိုင်ပါတယ်တချို့လူတွေကတော့ယာနာကိုလေခွန်းနာလို့လေခေါ်ကြတာတွေရှိပါတယ်ဒီယောဂါတွေဟာဘိုင်းရိုက်ဘက်တီးရီးယားမှုနဲ့အပြင်ပိုင်းကာဘောပိုးတွေကြောင့်ဖြစ်နိုင်ပါတယ်ဝေးနဲ့ယာနာတွေလိုယောဂါတွေဟာတစ်ကောင်ကနေအခြားတစ်ကောင်သို့ကူးစက်နိုင်တဲ့အတွက်အများဆုံးကုသရန်လိုအပ်ပါတယ်ဒီပြယောဂါခံစားနေရတဲ့တိုးဆိုင်တွေကိုအလွယ်တကူသတိထားမိနိုင်ပါတယ်တချို့တိရစ္ဆာန်တွေရဲ့မျက်နှာမှာအဖြူရောင်အကွက်တွေနဲ့အဖက်လေးတွေပါနေတတ်ပါတယ်တချို့မှာတော့အကွက်တွေဖြစ်ပြီးအမွှေးတွေကျရှင်းပြေတီဗီအရေးကြီးကြီးလေးတွေဆင်းထွေးနေတတ်ပါတယ်ဒါတွေဟာတိုးနဲ့ဆိုင်တွေမှာဖြစ်တတ်တဲ့အရေးပြယောဂလက္ခဏာတွေဖြစ်ပါတယ်အခုပဲတိုးနဲ့ဆိုးတွေမှာဖြစ်ပေါ်တတ်တဲ့အရေးပြယောဂတွေကိုကုသပုံနီလာများအကြောင်းကိုအတူတူလေ့လာကြည့်လိုက်ရအောင်ဒါတွေကတော့အခြေခံကြပြီးအရေးကြီးတဲ့ကုသနည်းအစမ်းများဖြစ်ပါတယ်နံပါတ်1တန်ရှင်းရင်လောက်ပေးရှင်ပထမဆုံးအနေနဲ့ယောဂဖြစ်နေတဲ့နေရာကိုပိုးပတ်ဆေးရည်နဲ့ဆေးကြိုးတန်ရှင်းပေးပါဒါမှနောက်ထပ်ပိုးတွေထမ်းမဝင်အောင်ကာကွယ်ပေးနိုင်မှာပါနံပါတ်2ဆေးလိမ်ပေးရှင်ယောဂအမျိုးအစားပေါ်မူတည်ပြီးမှိုသားဆေးသို့မဟုတ်ပိုးပတ်ဆေးပါတဲ့လိမ်ဆေးတွေကိုလိမ်ပေးနိုင်ပါတယ်ဥပမာမှိုချောင်းဖြစ်တဲ့ယောဂဆိုရင်မှိုသားဆေးလိမ်ပေးတာကအကောင်းဆုံးပါပဲနံပါတ်3ယောဂပြင်းထန်ရင်ဆေးထိုးပေးရှင်ယောဂပြင်းထန်လာပြီးအနာတွေကြီးလာရင်တော့ပဋိဇီဝဆေးသို့မဟုတ်ရောင်ရမ်းမှုကျစေတဲ့ဆေးတွေကိုထိုးပေးဖို့လိုအပ်ပါတယ်ဒါကိုတော့တိရစ္ဆာန်ဆရာဝန်နဲ့တိုင်ပင်ပြီးဆေးအညွှန်းအတိုင်းလောက်ဆောင်သင့်ပါတယ်နံပါတ်4တီရှာခွေးထားခြင်းယောဂကုသမှုမပြန့်ပွားစေဖို့အတွက်ယောဂဖြစ်နေတဲ့စိုက်ဒါမှမဟုတ်တိုးတွေကိုအရှာကောင်တွေနဲ့တီရှာခွေးထားရပါမယ်ဒါတွေကတော့အရေးပြယောဂအတွက်အရှိခံကုသနည်းလမ်းတွေဖြစ်ပါတယ်ယောဂလက္ခဏာတွေပိုဆိုးလာရင်တော့ကျွမ်းကျင်တဲ့တိရစ္ဆာန်ဆရာဝန်နဲ့အများဆုံးပြသပြီးကုသမှုခံယူသင့်ပါတယ်အရင်ဆုံးယောဂကုသဖို့အတွက်အမ်ဘာမက်တင်ဆေးလိုအပ်ပါတယ်အမ်ဘာမက်တင်ဆိုတာကတော့အတွင်းပိုးသားဆေးပန်ရှားဆေးတစ်မျိုးပါပန်ရှားဆေးအများစုမှာအမ်ဘာမက်တင်အမ်ဘာမက် F ပါဝင်လေးရှိပါတယ်အမ်ဘာမက်တင်ဟာပန်မဲ့ဝေးဆက်တဲ့ပြင်ပကပ်ပေါ်ပိုးများကိုဖေရှားပေးယုံတာမကပန်ကောင်ပန်ပြရှိတ်တန်အဆောက်ပန်ကောင်မဲနဲ့လှည့်ဆက်တဲ့အတွင်းပိုင်းနဲ့ပြင်ပကပ်ပေါ်ပိုးများကိုပါသိစေနိုင်ပါတယ်ဒီဆေးကိုအသုံးပြုပြီးဘယ်လိုကုသရမလဲဆိုတော့ဆေးကိုအရေးပြအောက်ကိုထိုးပေးရပါမယ်တိရစ္ဆာန်ကိုအလေးရှင်ကီလို20အတွက်ဆေး1 cc နှုန်းနဲ့ထိုးပေးပါဒါကပထမအကြိမ်ထိုးပေးရမှာပါဒုတိယအကြိမ်ကိုပထမအကြိမ်ထိုးပြီးနောက်စက်တန်ရည်တွဲပါက21ရက်ကြာဥပမာ22ရက်မြောက်နေ့မှာဒုတိယအကြိမ်ထိုးပေးရပါမယ်ဒါမှဆေးရအာနိသင်ကိုဆက်လက်ထိန်းထားနိုင်မှာပါတိရစ္ဆာန်ရဲ့အရေးပြယောဂလက္ခဏာများလုံးဝပြောက်ကန်းသည့်အထိဒီတိုက်21ရက်ရှာပြီးဆက်လက်ထိုးသွင်းသွားရပါမယ်ဟုတ်ကဲ့နောက်ထပ်ကုသနည်းတစ်မျိုးကတော့တွဲဖက်ကုသမှုအနေနဲ့အိုက်ဘာမက်တန် 10cc ကိုအုံးစီ 10cc နဲ့ရိုးပြီးအရှိုးအစောတိုက်အရှိုး10အတိုင်းရိုးစက်ကအရေးပြယောဂဖြစ်နေတဲ့နေရာကိုဓာတ်ရိုက်လင်းချပေးနိုင်ပါတယ်ဒီယောဂကိုကောင်းစွာမှွေပေးပါစိုက်သို့မဟုတ်တိုးတွေအရေးပြယောဂပြောက်ကန်းတဲ့အထိတစ်နေ့ကိုတစ်ကြိမ်လင်းပေးရပါမယ်ဒီဗီဒီယိုကိုတော့မွေးမြူရေးရှာငါတာဝန်ရှိသူတူအနေနဲ့မဟုတ်ပဲမွေးမြူရေးကျွမ်းကျင်သူအနေနဲ့လည်းမဟုတ်ပဲကျွန်တော်ဟာအင်တာနက်နဲ့တခြားမီဒီယာတွေကနေရရှိတဲ့ဘုံတူတတ်တွေလေးလာမှုတွေကိုပြန်လည်မျှဝေပေးခဲ့ခြင်းဖြစ်ပါတယ်ဒီအတွေ့အကြုံတွေကိုနားလည်လျအောင်ပြန်ရှင်းပြပြီးတော့တိုးနဲ့စိုက်တွေရဲ့အရေးပြယောဂအရှိခံကုသနည်းတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုမျှဝေပေးခဲ့တာပါဒါဟာဘုံတူတတ်အဖြစ်ပေးတာဖြစ်ပြီးတိုးနဲ့စိုက်တွေကိုအရှိခံကျမ်းမာရေးစမ်းရှာမှုပေးနိုင်အောင်ရည်ရွယ်ပါတယ်ဒီရှက်လက်တွေကိုပြုစုပေးတဲ့ကျမ်းမာရေးစမ်းရှာမှုနဲ့ဆေးဝါးသုံးစွဲမှုဆိုင်ရာစာရွက်စာတမ်းတွေကိုလည်းကြီးစုတင်ပါတယ်ကျွန်တော်ပြောခဲ့တာတွေထဲမှာမှားတာရွှာရင်တာတွေပါခဲ့ရင်နားလေပေးကြဖို့တိုးတက်တောင်းပန်ပါတယ်နောက်ထပ်ဗီဒီယိုအပိုက်တွေကိုမလွှဲတမ်းကြည့်ရှုနိုင်ဖို့ကျွန်တော် channel ကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဒီဗီဒီယိုကအကျိုးရှိတယ်ဆိုရင်အရှော့သောကိုယ့်ရဲ့မိုက်ဆွေတွေသိရအောင် like share လုပ်ပေးကြဖို့လည်းတောင်းဆိုပါတယ်ကျွန်တော် channel ကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာမှပဲပြန်ဆောင်ရမယ်နော်